ခေါ်ပါရှင်ဟုတ်ကွာတမီးကတော့ခိခိလို့ခေါ်ပါတယ်တားတော့အောင်ဖြိုးတက်လို့ခေါ်ပါတယ်ဗျကျွန်တော်နာမည်ကတော့လာမင်းဖုံးပိုင်လို့ခေါ်ပါတယ်ကျွန်တော်နာမည်ကတော့အောင်ဘုံမြင့်လို့ခေါ်ပါတယ်ကျွန်တော်ကတော့စမ်းမြင့်လို့ခေါ်ပါတယ်ဗျ IGF မှာနိုင်ငံခြားမှာစာသွားတင်ရင်းနဲ့ကိုဘွားအတွက်ကြက်ခိုင်နဲ့အလုပ်လေးလည်းလုပ်ရှင်နေပေါ့နော်အဲ့မှာအင်ကနေပြီးတော့ karate တင်တန်းသွားတက်ရင်ကောင်းတယ်ဆိုပြီးတော့ comment ပေးသမီးကလည်းလာတက်တယ်ပေါ့နော်ဒါပေမဲ့ဆက်တက်ရှင်းတော့အဲ့လိုလာရှည်ပြီးတော့တက်မယ်လို့မရရထားဘူးဒါပေမဲ့တက်ရင်နဲ့ကိုစိတ်တွေကြက်ခံလာတော့ဒီတော့ပို့ပြီးဆက်တက်ဖြစ်ပါရှင်ဟုတ်ကွာတမီးကြတော့ငငယ်လေးက6နှစ်9နှစ်လောက်တည်း karate တက်ချင်ခဲ့ရဆိုတော့လေအဲ့ဒါငယ်လေးကတက်ဖို့တက်က chance မရှိတဲ့အတွက်ကြောင့်မတက်ခဲ့ပဲနဲ့ဒီအရွယ်လောက်ကြာမှစတက်ပြီးတော့လေတက်ခဲ့ဖြစ်တဲ့အတွက်ကြောင့်လည်းပျော်ပါတယ်အဲအကြောင်းလည်းသမီးတက်နိုင်တော့လည်းစူးစမ်းပါမယ်ဟုတ်ကျွန်တော်ကကျတော့ဟိုးရင်ကလေးကဒီတိုင်းပညာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားခဲ့တာပေါ့နော်ဒါပေမဲ့အချိန်တစ်ခုကြောင့်မတက်ဖြစ်ခဲ့ဘူးဒါပေမဲ့နောက်ပိုင်းမှာတော့ကိုယုံကြည်မှုရှိဖို့အတွက်ဒီပညာရပ်ကိုတက်တဲ့တယ်လို့ထင်ပြီးတော့ဒီကျိုးရှင်းခရာတီကိုရွေးချယ်ခဲ့တာပေါ့နော်ကျွန်တော်ကတော့ဒီပေါ့နော် karate ပညာကိုငယ်ငယ်လေးကနေပြီးတော့စိတ်ဝင်စားခဲ့တယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်အဖေကလည်းငယ်ငယ်လေးက karate ဆော့ခဲ့တာဆိုတဲ့အတွက်ကြောင့်မို့လို့သူဒီအိမ်မှာသူငယ်ငယ်လေးကနေပြီးတော့တင် जा ပေးခဲ့တယ်အဲ့နဲ့ပတ်သက်ပြီးတော့လည်းစိတ်ဝင်စားခဲ့တယ်စိတ်ဝင်စားတော့ဒီအိမ်လေးနေတဲ့ဒီ IKF မှာကျွန်တော်တို့အဖေကနေမှအပ်ပေးတယ်ပေါ့နော်အပ်ပေးရဆိုတော့ပထမအဆုံးကတော့ဒီကိုယ့်ဘာကိုစူးစမ်းလာတယ်နောက်ပိုင်းကျတော့သူ့ရဲ့ benefit တွေကိုကျွန်တော်သိလာတဲ့အတွက်ကြောင့်မို့လို့ဒီပို့ပြီးတော့ထူးချွန်အောင်စူးစမ်းခြင်းစိတ်တွေပေါ်ပေါက်လာတယ်ဒီတဖြည်းဖြည်းနဲ့ဆရာတွေကိုလည်းပို့ပြီးတော့လေးစားလာတယ်ပေါ့နော်ကျွန်တော်ကလည်း karate မြောင်ငယ်တဲ့စိတ်ဝင်စားခဲ့ပူပါတယ်ဒါပေမဲ့ကျွန်တော်မှာကျတော့သွင်းမသိတဲ့ယောဂလေးရှိခဲ့တယ်ပေါ့ဗျာရှိခဲ့တော့ကျွန်တော်က karate ဆော့ဖို့အတွက်ကမိဘတွေကလည်းစိတ်ပူတယ်ပြီးတော့ကျွန်တော်အကူကလည်းသူကလည်းထိမိခိုင်းမိဖြစ်လို့ရှိရင်တော့စိတ်မချမျိုးဖြစ်တယ်ဗျာဒါပေမဲ့ဒီတင်တန်းရောက်တဲ့ခါကျတော့ဆရာဝင်းကလို့ဆရာတက်နိုင်လို့ကျတော့ကျွန်တော်တို့ထိမိခိုင်းမိဖြစ်နိုင်များနဲနိုင်နေများနဲအောင်ကြိုးစားပေးရပေါ့ရှင်းပြပါဗျာအခုချိန်ဒီကျွန်တော် karate ဆော့လာ2နှစ်ကျော်လောက်မှာထိမိခိုင်းမိဖြစ်တယ်ဆိုတာမရှိတော့ပါပဲကျွန်တော်ကကျတော့ကျွန်တော်အဖိုးကလည်းဆရာတယောက်ဖြစ်တဲ့အတွက်သူ့ရဲ့အဲ့လိုခြေအတိုင်းလိုက်ပြီးတော့ဒီ IKF မှာအဲ့လို future မှာအဲ့လိုဆရာတက်လို့ပဲအဲ့လိုဆရာတယောက်လုပ်ချင်လို့ပါသူက karate ကိုလည်းကြိုက်လို့ပါတမီးကြတော့လေတမီးကတော့အမှန်တကယ်ဘာမှမသိပါဘူးမေကိုယ်တိုင်စုံစမ်းပြီးတော့အကုန်လုံးလည်းလုပ်ပြီးရဆိုတော့ပြီးတော့အဲ့နဲ့မင်းကဒီ IKF မှာတမီးကြည့်လိုက်လေတမီးကြိုက်လားပါလားဆိုတော့အဲ့နဲ့တမီးကလည်းအဲ့အကောင့်ထဲဝင်ပြီးတော့ကြည့်လိုက်တဲ့အတွက်ကြောင့်လည်းမစိုးဘူးကောင်းတယ်ငါစူးစမ်းမယ်တက်မယ်ဆိုရဲစိတ်နဲ့တက်ဖြစ်သွားပဲဖြစ်ပါရှင်ဟုတ်ဒါကတော့အဓိကကတော့ဗောနော်အစအကြောင်းမှာဆရာကြီးကနေပြီးတော့ပညာဒါနအနေနဲ့တို့ karate လာပြီးတော့သင်ပေးတယ်အဲ့ကနေပြီးတော့မှတဖြည်းဖြည်းနဲ့ဗောနော်ကျွန်တော်တို့ဒီတစ်နှစ်လောက်ကြာတဲ့အခါမှာကျွန်တော်တို့ဒီမြောက်တကုံမှာတင်တန်းစားဖွင့်တယ်တင်တန်းစားဖွင့်တဲ့အချိန်မှာကျွန်တော်တို့အဲ့မှာ like ကစားရနေပြီးတော့တက်ဖြစ်သွားတာဗောနော်ဒီကျွန်တော်တို့ IKF မှာတခြားတင်တန်းနေနဲ့မတူတာဒီဆရာကြီးကသဘောကောင်းတယ်ဗောနော်ကျုပ်ချင်းဒီIKF ကဆိုရင်ကျွန်တော်ရဲ့ဒီ second family သဘောမျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့နောက်ပြီးရင်ဒီစိတ်တက်ကောစီကံရောဗောနော်ဒီចောင်းဆောင်မှုအတိုင်းစိတ်တက်စီကံပညာရောနောက်ပြီးဒီလူမှုဆက်ဆံရေးအတိုင်းဝိုင်းပတ်ဝန်းကျင်တွေမှာအားလုံးကောင်းမွန်ဖို့အတွက်ဒီဆရာဝန်ဟန်တို့ကပေါ့ပို့ပြီးတော့ဒီဥဆောင်ပြီးတော့ပေါ့ကျွန်တော်ကိုလမ်းညွှန်ပေးတယ်အဲ့အနေမှာနောက်ပိုင်းသူ့ရဲ့ဒီအကျိုးကျေးဇူးတွေပါဒီခန္ဓာကိုယ်တောင်းတင်းခိုင်မာမှုကျန်းမာရေးအစားအားလုံးကောင်းမွန်လာတဲ့အတွက်ပို့ပြီးတော့ထူးချွန်အောင်လှုပ်ရှင်စိတ်တွေပေါ်ပေါက်လာတယ်အဲ့ဒါကြောင့်မို့လို့လေဒီမှာတက်ကတာပို့ပြီးတော့ပျော်တယ်ပေါ့နော်အဓိက karate ဆော့ခြင်းအဖြစ်တော့ဗောနော်ကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်လည်းတောင်းတင်းခိုင်မာလာမယ်ပြီးတော့ကျွန်တော်ရဲ့စိတ်ဓာတ်တွေလည်းကြန့်ခိုင်လာမယ်ဗောနော်အဲ့လိုကျိုးရှင်းဆော့တဲ့အဓိကကျိုးစရာစိတ်ပိုင်းဆိုင်ရာကြက်ခံလာပဲပေါ့ဗျာကျွန်တော်တို့ကျိုးရှင်းမဆော့ခင်ကကျွန်တော်ကလေးတွေဆိုရင်တောင်းနဲ့တယောက်နဲ့စကြတယ်နောက်ကြတယ်နောက်ပြီးတော့တယောက်ကိုတယောက်ဒီမခံတဲ့ကြဘူးအဲ့ဒီတချို့ကလေးတွေဆိုစီကံမရှိကြဘူးဗျာပွင့်လည်းပြောရရင်အိမ်မှာကျတော့လူကြီးမိဘတွေကလည်းကလေးတွေဆိုတော့အလိုလိုက်ထားကြတယ်ဒါပေမဲ့ဒီကျိုးရှင်းတင်တဲ့ရောက်တဲ့ခါမှာကျတော့ဆရာတွေကစီးစနစ်တရားနဲ့တင်ပြရတော့ကလေးတွေကပုံစံတရားလေးဖြစ်လာတယ်နောက်တစ်ခုကဆရာတွေကိုလေးစားတက်လာတယ်ကိုယ့်ကိုတောင်းယူလာနိုင်တယ်အဲ့ဒီမြင်ယုံကြည်မှုတွေလည်းတိုးလာပါတယ်ဗျဒီအကိုရီပြောလို့ပဲပေါ့စိတ်ရဲ့ဆိုင်ရာတွေလည်းတိုးတက်လာတယ်ကျတော့အဲ့ခန္ဓာကိုတောင့်တင်းလာတယ်ပေါ့ကျွန်တော်ဆိုရင်အဲ့လိုရင်းတော့ဆိုဘိုက်ကိုထိုးရတိတ်မခံနိုင်ဘူးခုနောက်ပိုင်းအဲ့လိုထိုးတာကြီးခံနိုင်လာတယ်ကျတော့အဲ့6လောက်တွေအယိုးတွေပါရောအစ်စ်တွေမာလာတယ်ခင်ဗျဆရာဝင်းတို့ကျန်တဲ့ဆရာတွေရောအကုန်လုံးဆက်ဆက်ရရမှားတဲ့ခါမှာလည်းပြင်ပေးရမှားတာရှိရင်လည်းပြောပြရတော်ရင်လည်းပြောပြပေးရပေါ့နော်အဲ့တော့ဆရာတွေမှာတော့မရှိပါဘူးရှင်အကျော်ဆုံးဆရာတို့မရှိပါဘူးအကုန်လုံးလေးစားပြီးတော့အဲ့လိုမျိုးပေါ့ဆက်ဆံနာလည်းအကုန်လုံးညီတူများတူရင်ကြီးလက်ဆက်ဆံပါတယ်ကြောက်တဲ့ဆရာတော့မရှိပါဘူးဟုတ်ဆရာကြီးအကုန်လုံးထဲမှာဘယ်သူ့ကိုကြောက်ရမလဲဆိုတာကတော့ဒါကြောက်ရမယ်ဆိုပြီးတော့လည်းတီးတန်ရလည်းမတတ်မှတ်ထားဘူးပေါ့ဗျာဟိုဘယ်လိုရမလို့ဒီဆရာကြီးကိုအပေါ်ထားမယ်ဒီကြောက်ချစ်ယူသေးဆိုတဲ့ဆောင်းမှုအတိုင်းပေါ့
အကုန်လုံးလည်းကြောက်လဲကြောက်ရမယ်ချစ်လဲချစ်ရမယ်ယူလဲယူသေးရမယ်ပေါ့နော်ကိုအမားလို့မြင်တော့ဒါကြောက်စိတ်ကောပေါ့နော်ဒီဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဘတ်ဆောင်ကနေစဉ်းစားမယ်ဆိုရင်တော့ကြောက်တယ်ဆိုရလို့တော့ကျွန်တော်တို့မှမရှိပါဘူး ဒီနေ့ donate လုပ်တဲ့လူတွေလည်းအကုန်လုံးကျေးဇူးတင်ပါတယ်အကုန်လုံးလည်းကျေးဇူးတင်ပါတယ်ခင်ဗျ အကောင်လုံးလည်းကြည့်ပြပြအောင်ကျေးဇူးတင်ပါတယ် IKF ကိုလည်းဖိတ်ခေါ်ချင်ပါတယ်ရှင် We are IKF We are IKF